တက်ကလေးကြံတဲ့ဟာလေးပြမယ်နော်အဲ့တော့ရှေ့ကဆိုရွေဒီတိပြီးခဲ့ပြီဒါပြီးရင်ဆိုရဲ့တလုံးကျော်တီကိုလာဒီတီနဲ့ဒီဖာလေးနဲ့ဇောမီတလုံးနဲ့ရွေတလုံးနဲ့မီတလုံးနဲ့နောက်မီတလုံးတီနောက်မီနဲ့ဖာနဲ့တီဖာတလုံးနဲ့ဒါပဲအဲ့တော့ပေါင်းလိုက်ရင်ဟုတ်ပြီနော်အဲ့တော့ခုပြတာနောက်ဆိုတလုံးစီဒိုဒါပဲနောက်ဒီဆိုရဲ့သုံးလုံးကျော်ရွေကိုသွားသုံးလုံးကျော်ဆိုတာနည်းနည်းခဏတိုးပဲနော်အဲ့တော့ရှေ့ရဆိုရဲ့သုံးလုံးကျော်ဆိုတော့ဒီရွေပေါ့သုံးလုံးဆို1 2 3ရွေဒီရွေနဲ့ဒီလက်တန်းနဲ့ဇုံဒီနောက်ဒိုတီလာဆိုနော်နောက်လက်ညိုးလာဖာမီလက်ညိုးလာရွေဒိုနောက်ရွေမီနောက်ဒီမှာကြည့်နော်ဒီရွေနဲ့ဒိုနဲ့ဇုံတီတစ်လုံးနဲ့တီးလိုက်ပါအဲ့တော့နောက်ပြီးတော့ရွေဒီကပြန်ကတ်ဆိုဒိုဒါပဲအဲ့တော့ရှေ့ကပေါင်းရင်နောက်ပြီးတော့ဒီဒိုရဲ့ဒီဘက်နှလုံးကျော်ကိုဆိုလာဆိုနဲ့ရွေနဲ့ဇုံနော်အဲ့ဒါလာမယ်ဗျာကြည့်ပါဒိုရဲ့တလုံးကျော်ဒီမှာဒီအထက်ပြန်လာမယ်ရွေsorry လာရဲ့ဘေးကိုလက်ညှိုးလာလိုက်လာဆိုနောက်ဒီလာနှစ်ယောက်လက်မတီလာတီနောက်လာလက်ညှိုးစုံတီလာနဲ့ဆိုနဲ့နောက်ဖာတီအဲ့ဒါပဲနော်ဟုတ်ပြီဒါပြီးရင်ဒီဒိုနှစ်ယောက်လက်ညှိုးပြန်လာဒိုဆိုဒါပဲအဲ့တော့လက်မလက်ညိုးဒိုနဲ့ဆိုနဲ့ဒိုနဲ့ဇုံဒိုလေးတစ်လုံးဒီပါဟုတ်ပြီနော်ဒါဖြစ်ရင်လေဒီဒိုနေရာကိုလက်တန်းလာဒီလက်ကြွယ်ဒိုနေရာကိုလက်မလာပြီးရင်လက်ခလဲဇုံမီဇုံဒီရွေနဲ့ဒိုနဲ့ဇုံဒိုတစ်လုံးနဲ့အဲ့တော့နောက်ဆိုနော်ဆိုနောက်ဒီမှာကြည့်ဆိုနဲ့ဒိုနဲ့တလုံးစီအဲ့လိုကြီးမဟုတ်ဘူးဒါပဲနော်ဟုတ်ပြီပြီးကြရသချင်းပေါင်းလိုက်ပြီပြီးတာရဲ့အဲ့ဒါအောင်ပြီမဒါပဲနော်အားလေးပါပဲကဲတီးကြည့်ပါအဲ့တော့အချလေးကပေါင်းလိုက်